ဒါဆိုလို့ရှိရင်အရင်ဆုံး matplotlib ဆိုတဲ့ library file ကိုအရင်ဆုံး install လုပ်မယ်အရင်ဆုံး install လုပ်ပြီးသွားပြီဆိုလို့ရှိရင် ASS ခံမယ်ပြီးသွားပြီဆိုလို့ရှိရင်အနောက်ဘက်မှာကိုကြိုက်တဲ့နာမည်ပေးမယ်ပေါ့နော်လက်ရှိကတော့ PLT လို့ပေးထားတယ်ပြီးသွားရင် chat ပုံတွေဒီ data တွေကိုကြည့်ပြီးတော့မှဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ data ကိုအခြေခံပြီးဆွဲတာဖြစ်တဲ့အတွက် data အရင်ဆုံးဖြည့်မယ်ဒါဆိုလက်ရှိ data က days ရဲ့ temperature ရဲ့ကိုကျွန်တော်တို့ဒါ example လေးသုံးထားတာပေါ့နော် days မှာ yes ဝဲလေးတွေဖြည့်ထားမယ် temperature မှာအချိန်တွေဒါ temperature မှာじゃအပူချိန်တွေပေါ့နော်အပူချိန်တွေဖြည့်ထားမယ်ဒါဆိုလို့ရှိရင်ဒီစရင်ပေါ်ကိုကြည့်ပြီးတော့မှ chat ပုံဆွဲမယ်ဒါဆိုရင် chat ပုံမှာတို့တွေက PLT လို့ပေးထားတာဖြစ်တဲ့အတွက်ဒါနာမည်က PLT ပြီးသွားပြီဆိုလို့ရှိရင် dot figure ဆို function เนาะပြီးသွားပြီဆိုလို့သူ့ရဲ့ size ကိုသတ်မှတ်ပေးရမယ်ပေါ့နော်ဒါဆို size ကကြာလို့ရှိရင်အခုလက်ရှိ 8.4 ယူထားတယ်ပြီးသွားပြီဆိုလို့ရှိရင် chat ပုံဆွဲမယ် chat ပုံအများကြီးရှိတဲ့အထဲကမှအခုနပြောသလိုမျိုး bar ရှိမယ် column ရှိမယ် line ရှိမယ် pie ရှိမယ်အစားရှိတဲ့ဖြင့် chat ပုံအများကြီးရှိတဲ့အထဲကမှအခုလက်ရှိက line ကိုသုံးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ line chat ပုံစံကိုသုံးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တို့တွေကဒီနေရာမှာ line chat ကိုဆွဲမယ်ပေါ့နော်ဒါဆို plt.block ပြီးသွားရင်စရင်းကိုအရင်ဆုံးရေးပေးရမယ်စရင်းက days ရဲ့ temperature ရဲ့နှစ်ခုပေါ်မူတည်ပြီးဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ days, temperature ပြီးသွားရင် color အရောင်ကိုကြိုက်တဲ့အရောင်ဆွဲလို့ရတယ်လက်ရှိဆရာမကတော့ red ဒီမှာအနီရောင်နဲ့ဆွဲထားတယ်နော်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်marker မှာ0ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာက line style နေရာမှာကဒါအနှုတ်လက္ခဏာလေးပေါ့နော်အဲ့တော့နှုတ်ခဏလက်ခဏာလေးလိုပုံစံမျိုးရေးထားပေးရမယ်ဒါ line ပုံစံပေါ့ဒီ line ပုံစံအနေနဲ့ဒီလိုပုံစံလေးဆွဲမယ်ပေါ့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုက title ခေါင်းစဉ်ပေးလို့ရတယ်ဒီမှာလက်ရှိ title ပုံမှာခေါင်းစဉ်တက်ထားတယ် weekly temperature trend လို့ပေးထားတယ်ဒါကြောင့် title တက်ချင်တယ်ဆိုရင်ဒါ title ပေါ့နော် chef ပုံမှာ title တက်တာအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကကြားလို့ရှိရင် days of the week ဆိုတာဒီမှာ x axis ပေါ့ x axis နေရာမှာတို့တွေက days တွေကိုထည့်ထားတာဟုတ်လားအဲ့တော့အဲ့ days ဆိုတဲ့ x axis x ဝင်ရိုးမှာနာမည်တက်ချင်တယ် title တက်ချင်တယ်ဆိုလို့ရှိရင်တော့တို့ကဒီမှာရေးပေးရမှာ extra labor ပေါ့နော် x labor ပေါ့ဒါဆိုရင်သူက x ဝင်ရိုးမှာခေါင်းစဉ်တက်တာဖြစ်တယ် y ဝင်ရိုးမှာခေါင်းစဉ်တက်ချင်တယ် title တက်ချင်တယ်ဆိုရင် y labor လို့ရေးပေးရမယ်အနောက်ဘက်မှာကကိုတက်ချင်တဲ့နာမည်ကိုရေးပေးရမယ်ပေါ့နော်ဒါဆိုလက်ရှိက temperature degree celsius လို့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဘေးနားမှာနာမည်လေးပေါ့နေမယ်နော်အဲ့လိုမျိုးသူကဘေးနားမှာဝင်ရိုးတွေမှာနာမည်တက်တာပေါ့နော် title တက်တာပေါ့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ Greek ဆိုတာဒီနောက်ခံဒီမှာလေးအရိပ်ကလေးတွေနဲ့ဆွဲထားတဲ့မြင်းချောင်းလေးတွေကိုပြောတာနောက်ခံမြင်းချောင်းလေးတွေကိုပြောတာအဲ့လိုမျိုးနောက်ခံ Greek line လေးတွေထည့်ချင်တယ်နောက်ခံမြင်းချောင်းလေးတွေထည့်ချင်တယ်ဆိုရင် dog Greek လို့ရေးပေးရမယ်ပေါ့နော်အနောက်မှာ true ပေါ့ true ဆိုတဲ့ပြထည့်မယ်ပေါ့နော်အဲ့လို grid line ထည့်မယ်ဆို dot grid 2လို့ရေးပေးရမယ်ပြီးသွားပြီဆိုလို့ရှိရင် chat ပုံကိုကြည့်ချင်တယ်ပေါ့ကြည့်ချင်တယ်ဆိုအောက်ကို return ထုတ်ကြည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ dot show ဆိုတဲ့ built-in function သုံးပေးရမယ်အဲ့ဒါဆိုလို့ရှိရင်เนาะဒီအောက်ဘက်မှာဒီလိုမျိုး chat ပုံလေးရလာလိမ့်မယ်ဒါဆိုရင် line chat ကသုံးလို့ရလားဟုတ်ရတယ်ဆိုလို့ရှိရင်ဆရာမတို့တူတူဒီ line chat လေးကိုတူတူဆွဲကြည့်မယ်เนาะဆွဲကြည့်လို့ရတယ်ဆိုလို့ရှိရင်ဆရာမကြံတဲ့ဘာတို့ပိုင်တို့အဲ့ဒီဟာတွေကိုဆက်သွားမယ်เนาะဟုတ်ကဲ့